ဂေါရမဗုဒ္ဓတက်တော်ထင်ရှားရှိစဉ်စစ်မှန်သောဗုဒ္ဓ၏ကိုပွားသားလျင်ဖြစ်တန်ရာ၏ဟုရခိုင်လူမျိုးများအယုံကြည်ရှိသောမဟာမုနိရုပ်ရှင်တော်မြတ်ကြီးသည်ရခိုင်လူမျိုးတို့တမိုင်းမှတ်တမ်းအလုံး၏ကိုခွားချက်ဖြစ်ပါれထိုတမိုင်းမှတ်တမ်းများသည့်ထေရဝါဒဗုဒ္ဓဘာသာရှိခဲ့ပြီးနောက်မြင့်မောက်ထုံတန်းစီများကိုထည့်သွင်းထားရှိသည်စီရီလင်္ကာသည့်ပါဠိစာပေမှာကျဲကျဲပြန့်ပြန့်ဆင်းသက်ကြီးသွားလာမှုရှိပြီးပိုကောင်း၏လွှမ်းမိုးမှုအောက်မှာကိုးကွယ်မှုဘာသာအယူဝါဒအစဉ်စဉ်ထိကျဲပြန့်လာပါれစန္ဒဒုရိယဘုရင်မင်းမြတ်ရခိုင်ပြည်ကိုအုပ်ချုပ်ခဲ့သည့်အချိန်ကဗုဒ္ဓရုပ်ထုတော်ကိုတွန်းလွတ်ခဲ့သည့်ဟုရိုးရာသလေထုံတန်းစင်လာယုံကြည်မှုထားရှိကြပါတယ်။ဘုရင်မင်းမြတ်သည်ဗုဒ္ဓ၏ဟောကြားပြသမှုတို့၏တည်င်းကိုကြားသိရပြီးဗုဒ္ဓကိုယုတ်ထေကိုးကွယ်ရန်စန္ဒပြင်းပြလာသည်ဟုအဆိုရှိပါတယ်။အိန္ဒိယနိုင်ငံဒါဝတိပြည်လင်တည်င်းသုံးနေထိုင်တော်မူသောဂေါတမဗုဒ္ဓသည်ထိုအကြောင်းအရာကိုသိရှိလာသောကြောင့်ဗုဒ္ဓကသူ၏တာဝကအာနန္ဒာအားပြောပြသည်မှာကျောင်းမြတ်ထွေကျောင်းပေါ်အေမေတာများအုပ်ချုပ်ထားသောကြီးမားကျယ်ပြန့်သောမြစ်ပင်လယ်သမှုတရားကိုဖျက်ကျော်လာရမည်ဖြစ်၍ဤကဲ့သို့သောခက်ခဲကြမ်းတမ်းသောခရီးသည်စန္ဒာသူရိယဘုရင်မင်းမြတ်အတော်အလွန်အန္တရာယ်ရှိလိမ့်မည်ထို့ကြောင့်တပိယဟန္တာ9ရန်နှင့်အတူဂေါတမဗုဒ္ဓသည်ကောင်းကင်ခရီးဖြင့်ကြွားရောက်လာပြီးကြောက်တော်မြို့၏တစ်ဖက်ကမ်းရှိမောရပပဒတောင်၌ဆင်းသက်ရန်နာတော်မူခဲ့လေတယ်ဤတွင်ဗုဒ္ဓ၏ရှိရှိဘဝအပေါင်းများစွာကကျင့်လဲတော်မူခဲ့သောနေရာတို့တွင်ဗုဒ္ဓ၏ဓာတ်တော်များကိုဌာပနာထည့်၍ဘုရားပုထိုးများစွာတို့ကိုတိုင်းပြည်အနှံ့တည်ထားကိုးကွယ်လာကြလိမ့်မည်ဟုကျူတင်ဟော့ကင်းထုတ်ဗျာဒိတ်တော်ပေးလေတယ်။ဤကဲ့သို့ဗုဒ္ဓ၏ဗျာဒိတ်ပေးခြင်းတွင်မဟာပထဝီမီကြီးသည်တွန့်လှုပ်ပြီးပင်လေသမှုတရားတို့သည်ရေနွေးအိုးစုတော်ကဲ့သို့စုဖွဲ့လေလေဘုရင်မင်းမြတ်သည်ဤနိမိတ်ဆောင်သောလက္ခဏာများ၏ဆိုလိုရင်းကိုသူ၏ပြီးတင်စရာဟူရတတ်တို့အားမေးမြန်းစုံစမ်းလျက်တွန့်လှုပ်ထိတ်လန့်ရခြင်းဖြစ်လေတယ်။ဂေါတမဗုဒ္ဓရခိုင်ပြည်ကိုရောက်ရှိလာသည့်အကြောင်းကိုဘုရင်မင်းမြတ်သိရှိတော်မူသောအခါရာပေါင်းများစွာသောအချွေအန်တို့နှင့်သူ၏မိဖုရားကောင်ကြီးစန္ဒရမာလာသူ၏မူမှတ်တိုင်းသူဖီသားတို့နှင့်ပပတတောင်ပေါ်သို့တွားရောက်ကြလေတယ်။ဘုရင်မင်းမြတ်သည်ဂေါတမဗုဒ္ဓအားအယိုးစီပေးပြီးနောက်ဗုဒ္ဓကသူအားပဋိစ္စသမုပ္ပါစဝိုင်းတရားတော်ကိုဟောကြားတင်ပြခဲ့လေတယ်။ယင်းပြီးနောက်မြို့တော်တွင်9ရက်ကြာသတင်းသုံးနေထိုင်မှုမိကိုဗုဒ္ဓကသဘောတူလက်ခံလေတယ်။မြို့တော်မှာဗုဒ္ဓမထွက်ခွာမီဗုဒ္ဓပရိနိဗ္ဗာန်ပြုတော်မူပြီးနောက်မြစ်ပေါင်း1000တိုင်ကြီးကိုလေးစားမှုခံရမည်ဖြစ်သောစံတော်ဓာနှင့်ဗုဒ္ဓ၏ရုပ်ထုကွေပွားတော်တစုထားခဲ့မည်ဟုဗုဒ္ဓသဘောတူလက်ခံလေတယ်။နန္ဒောယာ၏အရှိမြောက်ပါတိတိကုတကုံကွန်းမော်တွင်အလေးမြတ်ထားရှိသောဗုဒ္ဓရုပ်ထုတော်ကိုကောင်းကင်မုံဘီတုကပညာရှင်နတ်မြ၏ဘုရင်တေချာမင်းနှင့်အတူစန္ဒတူရိကြဘုရင်မင်းညအပါဝင်တိုင်းသူပိသားတို့ကတည်ထားကိုကြကြလေသည်ရုပ်ထုတော်အတွင်းပိုင်းသို့ဂေါတမဗုဒ္ဓ၏ရင်ငွေတော်သာထိုက်လိုက်သောအခါဂေါတမဗုဒ္ဓနဆူရှိလာတဲ့ကဲ့သို့ဖြစ်ပေါ်လာလေသည်အန်တိုဂျီနိုဆေယာကောင်းလာသောလက္ခဏာရများပေါ်ထွက်လာလေသည်မဟာပထဝီမြေကြီးတုံးလွတ်လာပြီးရုပ်ထုတော်သည်တဖြည်းဖြည်းအသက်ရှိတဲ့ကဲ့သို့သူ၏နောက်တော်ဂေါတမဗုဒ္ဓအားဂျိုးဆိုသည့်အနေထားနှင့်မတ်တက်ထလာလေသည်ထို့နောက်ဂေါတမဗုဒ္ဓသည်သူ၏တာဝကဗုဒ္ဓယဟန်တော်များနှင့်အတူတန်တွေဘက်သို့ကောင်းကင်ခီးဖြင့်ကြွားသွားလေသည်ယင်းအချိန်အတွင်းဘုရင်စန္ဒတူရိယာမင်းမြတ်သည်သူ၏မူမသေနာပတိတို့နှင့်အတူအကြောင်းကိစ္စတို့ကိုတိုင်ပင်ပြီးနောက်ဗုဒ္ဓ၏စစ်မှန်သောရုပ်ထုတော်အားကိုးကွယ်စီကပ်ပြီးပွဲလန်းသပင်များကျင်းပလေသည်ရုပ်ထုတော်၏ထူးခြားခြင်းများမှာရောင်ကြီးတော်6ထွယ်ထွက်ရှိလေသည်ရိုသေခိုင်ဆိုင်သူများမှာအနီးကပ်ဖူးမြော်လာသောအခါရောင်ကြီးတော်များထွက်ရှိပြီးအယုံကြည်မရှိသူများဖူးမြော်သောအခါရောင်ကြီးတော်များမှွေမိသွားလိရှိသည်ဟုအဆိုရှိလေသည်ရုပ်ထုတော်တည်ရှိသောနေရာ၏ပတ်ဝန်းကျင်အရာလေးမျက်နှာတို့တွင်အဆောင်အရှောက်အဖြစ်ကြောက်ရုပ်ထုများထားရှိပြီးမကောင်းသောအကြံစီရည်တော်ချက်တို့နှင့်ဗုဒ္ဓရုပ်ပွားတော်အနီးသို့လာရောက်ထုတို့အားအဝေးသို့ရှောင်ရှားတော်စီသည်ဝေတာလီခေတ်မှာပထမဘရင်တိုင်အောင်ဗုဒ္ဓရုပ်ထုတော်အတက်ကြောက်ပလင်းတစ်ခုတီးဆောက်ပြီးတိန်တော်ကိုပြန်လဲတီးဆောက်သည်ဟုအစိုးမတပါချာမီသည့်အချောင်းအရာကိုမှမတန်းတင်ဟာခြင်းမရှိခဲ့ပေဝေတာလီမှပထမဆုံးဘရင်၏အရိုက်အရာကိုဆက်ခံသူသည်မဟာမုနိတိန်တော်အားပြန်လဲမွေးမှန်ပြင်ဆင်မှုပြုလုပ်လေသည်စီရီလင်္ကာလိုင်းပကံမဖုံးတော်ကြီးများသည်ရုပ်ထုတော်အားကိုးကွယ်စည်းကမ်းရန်ရောက်ရှိလာခဲ့ကြလေသည်ပြူပမာနှင့်မုံဘရင်များကမဟာမုနိတိန်တော်ကြီးအသင်အလေးအမြတ်ထားသောဘုတော်ရုပ်ထုတော်အားပိုင်ဆိုင်လိုသောယူရခြင်းများနှင့်ရခိုင်ပြည်ကိုကျူးကျော်ဝန်းရောက်လာခဲ့ကြသည်ဟုအဆိုရှိလေသည်ထို့တော်လည်းမိတိဘရင်တပါမှအောင်မီမှုမရှိခဲ့ပေတချို့သည်တိန်တော်ကြီးအားပြန်လဲပြုပင်မွေးမှန်ရန်ဂတိကဝါပြုကြလေသည်12ရာစုအချိန်တွင်တိန်တော်နှင့်ဗုဒ္ဓရုပ်ထုတော်ပျောက်ဆုံးလေသည်
ထို့တော်လည်းလေးမျိုးခေတ်မှာဘယင်တစ်ပါး၏အရိုက်အရာဆက်ခံသူများသည်ယုံကြည်မှုကိုဆက်လက်ထောက်ခံခြင်းဖြင့်ရုပ်ထုတော်နှင့်တိန်တော်ကြီးတို့ကိုပြန်လဲရှာဖွေတွေ့ရှိပြီးတိန်တော်အားပြန်လဲတောက်ဆောင်ထဲကြလေသည်မြောက်ဦးမင်းဆက်ကိုတီးထောင်သူဘယင်မင်းစောမွန်သည်သူ၏မြို့တော်မှမဟာမူနီတို့လန်တခုဖောက်လောက်တီဆောက်ပြီးမင်းမျိုးမင်းနွယ်တို့၏ရိုးရာထုံတန်းစင်လာဖျားဖူးခီးတခုစားတင်ခဲ့လေသည်16ရာစုတွင်ဘယင်းမင်းပါတီမြောက်ဦးမြို့မှ8000ဖျားအပါဝင်ဒိုင်းပြည်အနံတွင်တည်ရှိနေတော့ဖျားချောင်းအဆောက်ဦးအများအပြားတို့အတွေ့မူရင်းနှင့်စင်တူဖီတော်မရေမတွက်နိုင်သည့်မဟာမူနီရုပ်ပွားတော်များကိုထူးလှုပ်ထားရှိရအမိန့်တော်ချမှတ်ခဲ့လေသည်1984ခုနှစ်တွင်မြန်မာဘယင်းပိုးတောင်ဖျားသည်ရခိုင်ပြည်ကိုအသိမ်းပိုက်လေသည်ထို့နောက်မဟာမူနီရုပ်ရှင်တော်မြတ်အားမန္တလေးသို့တည်ယူသွားခဲ့သည်ထိုရုပ်ရှင်တော်မြတ်ကြီးအားမြန်မာပြည်တွင်ယနေ့ထိတိုင်အလေးမြတ်ဆုံးထားသောရုပ်ထုတော်အထက်ဆက်လက်မယူထားကြစေသည်ဆုံးရှုံးသွားသောအမွေနစ်ကြောင့်ရခိုင်ပြည်သူတို့အားနှက်နဲ့စိတ်ထိခိုက်စေခဲ့သည်ဆက်လက်ပြီးမကြမီပရိသတ်တို့၏အုပ်ချုပ်မှုကိုရခိုင်ပြည်သူတို့ဆက်လက်ခံရလေသည်1986ခုနှစ်တွင်မဟာမူနီတိန်တော်ရာအနီးပတ်ဝန်းကျင်မှာတွေ့ရှိသောကြောက်ရုပ်ထုတော်တစုအတွက်ဖျားတိန်တော်ကိုတည်ဆောက်ခဲ့ကြသည်လွန်ခဲ့သောနှစ်80အတွင်းကငကိုမူရန်တိုင်းတိန်တော်ကြီးကိုပြန်လည်ဖြစ်စဉ်မမှန်မှုတို့ကိုလှုပ်ဆောင်ခဲ့သည်ရင်းချိန်တွင်အောက်ရင်ဖြင့်များကိုပြန်လည်ထိမ့်သိမ့်ပြီးသည်မန္တလေး၌ရှိသောမူရင်းမဟာမုနီထိုင်တော်မူပုံစံဂျေးရုပ်ထူတော်တစ်တဆူကိုတွင်လောက်ခဲ့ကြသည်ယနေ့အခါမှာမဟာမုနီဖွားထိုင်တော်နေရသည်ပြည်တွင်ပြည်ပဖျားဖူးတို့၏အရေးကြီးသောဗဟိုအချက်အခြားတစ်ခုအဖြစ်ပြန်လည်စီကားလာပါသည်